Good morning ma. Mathematics practice leo she said ba me. What type of triangle is picture bo no? Aku pong se da le di ka de belu amyu sa le bo no. Degree ya pi da de 85 58 30 ခွန်ပေါ့နော်ဒီမှာမိထားတဲ့ multiple choice တွေကတော့ acute and equilateral အဲ့ဒီရဲ့ဒီဖော်ပြချက်တွေကိုတော့ test တွေကတွေအနေနဲ့သိနာလည်ဖို့လိုပါလိမ့်မယ်ဒါဒီကျွန်တော်တို့ဟိုပါပေါ့နော်ဒီ manipulation ညာရီသုံးပြီးတွက်ချက်နေတာမဟုတ်ပါဘူးစဉ်းစားနေလို့လဲဒါအချိန်ပိုယုံမဲ့ရှိမှာပဲအကျုဆိုတော့တောင်ချင်းသတိကပေါ့နော် equilateral ဆိုတော့အနားကြီးသတိကB obtuse and scaling နော် obtuse ဆိုတာက down ကျဲ scaling ဆိုတာကအနားမညီပေါ့နော် C က obtuse and equilateral နော် down ကျဲဖြစ်ပြီးတော့equilateral အနားညီတယ်ပေါ့နော် right and obtuse down မှာနဲ့ down ကျဲဆိုပြီး acute and scaling down ကျင်းနဲ့အနားမညီဆိုပြီးတော့သူမေးပါတယ်အဲ့ဒါကိုဖြည့်ကြည့်ပါနော်အဲ့တော့အဖြေကဘာဖြစ်မလဲလို့ပြောရင် acute and scaling နော် all the angles are under 90ပေါ့နော်သတိကရဲ့အတွင်းတောင်နေရာ90ဒီဂရီနဲ့နဲမယ်ဆိုရင်အဲ့သတိကနေရာတောင်ချင်းသတိကဖြစ်တယ်ပြီးတော့ဒီသတိကမှာအနားတွေလည်းမညီဘူးအနားမညီဘူးဆိုတာရှင်းတယ် down နေလည်းမညီတော့ဘူးဆိုရင်အနားတွေလည်းညီမှာမဟုတ် down 3000လုံးမညီဘူးဆိုရင်ဘာဖြစ်လဲအနားလည်းညီမှာမဟုတ်ဘူးဒါကြောင့်မို့လို့အနားမညီတိတိကောင်ကိုတော့ scaling triangle လို့ခေါ်တယ်ဒါကြောင့်မို့လို့အဖြေမှန်သည် acute scaling triangle ပါကျွန်တော်ဒီနေရာမှာထပ်လောင်းပြီးတော့ပြောချင်တာဒါတွေကညံစမ်းပုဒ်စာတွေမဟုတ်ပါဘူးเนาะကိုယ့်ရဲ့ဒီ properties of triangle နဲ့ပတ်သက်ပြီးတော့ကြာကြာနာနာလေ့လာခြင်းနဲ့ဆိုရင်အခုပြောတဲ့ terminology တွေကိုသိထားဖို့လိုအပ်ပါတယ်เนาะဟုတ်ပြီနမနောက်ဆက်မှာက in the picture triangle အောက်မှာဆွဲထားတဲ့ပုံ what is a side B เนาะ side B ကဘာခေါ်တာလဲတဲ့เนาะ side B ဆိုဘာဆိုအနား B အနား B relative to angle H ဒီ angle H နဲ့ပတ်သက်တာပေါ့ relative ဆို angle H နဲ့ပတ်သက်နေတဲ့အနား B ကိုဘယ်လိုခေါ်တာလဲလို့သူပြောတာဒီနေရာမှာလဲ terminology ကိုပဲเนาะဒီစမ်းစစ်သွားတာပေါ့เนาะ opposite side ဆိုတာကမျက်နှာချင်း side adjacent side ဆိုတာကနီးစပ်ရာအနားเนาะနောက်က the vertex ဆိုတာကဒီထွတ်တောင်းလို့လည်းခေါ်တယ်ဒါထွတ်တောင်းဆိုတာလည်းဆိုင်ရင် A နဲ့ B နဲ့ဒီမြင်းကြောင်းတစ်ကြောင်းစုံတဲ့နေရာကိုလည်းဒါလည်း vertex လို့ခေါ်တယ် A နဲ့ C နဲ့ဒီအနားနှစ်ခုစုံတဲ့နေရာကိုလည်း vertex လို့ခေါ်တယ် C နဲ့ B နဲ့စုံတဲ့ hot point ကိုလည်း vertex လို့ခေါ်တယ်နော် the base ကတော့ဒါကတော့ CU လည်းရတယ် BU လည်းရတယ် AU လည်းရတယ်သို့တော်လည်းဒီနေရာမှာ CU မှာပေါ့နော် apex ဆိုတာထိပ်တောင်းပေါ့နော်အဲ့ဒါတွေကိုသူကမေးတာနော်မေးတဲ့အခါကျတော့ဒီကြက်ချီခပြတာ angle H နာတယ်ပေါ့ angle H နဲ့ပတ်သက်တဲ့ relative B ကဘာခေါ်တာလဲလို့မေးတယ်အဲ့တော့သူနဲ့မျက်နှာချင်းဆိုင်အနာကို opposite side လို့ခေါ်ပါတယ်အဖြူကိုကြည့်ပါမယ်နော်ဒီနေရာမှာနော်ကျွန်တော်တို့ opposite side ပေါ့နော်side B is the opposite side because it is opposite of angle H in the picture အဲ့ဒါဒီ H နဲ့မျက်နှာချင်းဆိုင်နဲ့ B ပေါ့နော်အဲ့ဒါကို opposite side လို့ခေါ်တယ်ကျွန်တော်ဒီနေရာမှာ additional knowledge ကိုထပ်ထည့်ပေးထားတယ် a vertex is a general term for any corner down နေဟောပေါ့နော်အနား down နေ where edges အစွန်းနေ or lines meet နော်အဲ့တော့မြင်းနေစုံတဲ့အမှတ်ကို vertex လို့ခေါ်တယ်ဒီနေရာမှာလား vertex ပြရတယ်ဒီမှာ vertex ကဘယ်နှခုရှိမလဲပေါ့နော် image ကဒီမှာကျွန်တော်တို့ tetrahedron ဆိုတာကအနားလေးဒီအနားလေးနားရှိတာပေါ့နော်အနားလေးမှာ1000 2000 3000အဲ့လို vertices က4000 4ခုရှိတယ်တဲ့ edges အစွန်းနေရာ6ခုရှိတယ် faces ဆိုတာမျက်နှာပြင်မျက်နှာဒီမှာ1ခု2ခု3ခု4ခုပေါ့နော်ဒါ cuboid နော်အာဇာတုံးနော်ဒီမှာက triangular prism အဲ့ဒီတွေရဲ့
ဒီမြင်းချောင်းနှစ်ချောင်းနေမြင်းချောင်းနေနှစ်ချောင်းသို့မဟုတ်သုံးချောင်းစုံတဲ့နေရာတွေကို generally အရာကျွန်တော်တို့ဘာခေါ်လဲလို့ပြောရင်ကျွန်တော်တို့ vertex လို့ခေါ်တယ်နောက် L shape prison ဒါ L shape เนาะ L ပုံစံ prison ပေါ့เนาะဒီဟာမှာက triangular prison เนาะဒါသတိကံပုံ prison လို့ခေါ်မယ်နောက်ပြီးတော့ dodecahedron မှာဒီ physics ကြီးကဘယ်နှခုရှိလဲဆိုတော့12ခုရှိတယ်เนาะအဲ့တော့ vertex က20ခုနဲ့เนาะအဲ့တော့ဒါက just for general knowledge ပါဒါကိုသိထားတယ်ဆိုရင်တော့ statistics အနေနဲ့ကကျွန်တော်တို့ mathematics ကတော်တော်လေးကောင်းတယ်လို့ယူဆလို့ရပါတယ်เนาะကျွန်တော်ဆက်ကြည့်မယ်ဆိုရင်ဒါကတော့ APAS เนาะ vertex နဲ့သူကဆင်းတယ်ဒါပေမဲ့ APAS ကသူအမြင့်ဆုံးပေါ့เนาะ the highest point of a tit of the shape ဒီနေရာမှာဟောဒီ point ကိုကျွန်တော် vertex ဆိုပြောလို့ရတယ်လို့ apex လို့လည်းပြောလို့ရဒါပေမဲ့ apex ကအမှန်ဆုံးဘာလို့လဲဆိုတော့အမြင့်ဆုံးအမှတ်ပေါ့အမြင့်ဆုံးဆုံးမှ definition the highest point of the tit of a shape located opposite the base ဟောဒီ base နဲ့ဒါ base ကိုယူဆက်လိုက်မယ်ဒီ circular ကြီးကိုကျွန်တော်တို့ base ကိုယူဆက်လိုက်မယ်အဲ့ဒီ base နဲ့မျက်နှာချင်းဆိုင် opposite เนาะ opposite မှာရှိတဲ့အမြင့်ဆုံးเนาะအမှတ်ကိုကျွန်တော်တို့ဒီဘာခေါ်တာလဲလို့ပြောရင် APAS လို့ခေါ်တယ်ဟောဒီမှာကဒါကเนาะကျွန်တော်တို့base ပေါ့เนาะဒါကကျွန်တော်တို့ base ဒါကိုဘာခေါ်တာလဲလို့ပြောရင် lateral surface ဒါကိုဘာခေါ်တာလဲဆိုတော့ဟာပေါ့ lateral surface เนาะangles เนาะ down နေညီမဲ့ proportional size y နဲ့ congruent triangle ကိုကျွန်တော်တို့ဘယ်လိုအဓိပ္ပာယ်ပြမလဲဆိုတော့ထပ်တူညီသတိကလို့ဘာသာပြပါတယ်အဲ့ထပ်တူညီသတိကကဘာလဲဆိုတော့ have the exact same shape ပုံသဏ္ဍာန်လဲတူရမယ် side လဲတူရမယ် equal angles and equal corresponding side เนาะအကုန်တူရမယ် meaning congruent triangles are always similar congruent triangle ဆိုတာကတော့အမြဲတမ်းသဏ္ဍာန်တူသတိကဖြစ်တယ် but similar triangles are not always congruent เนาะ similar triangle ကတော့ congruent မဖြစ်ဘူးလို့ကျွန်တော်တို့ပြောတာเนาะကျွန်တော်ဒီမှာ similar triangles နဲ့เนาะဒီ congruent triangles ရဲ့အကြောင်းကိုကျွန်တော်ဒီမှာရေးပြထားတယ်အဲ့တော့ဟာကိုเนาะဒီ shape ရအဲ့တော့ similar triangle မှာ same shape different side เนาะ same shape လို့ပြောတာအဲ့တော့ congruent triangle မှာတော့ identical shape and side เนาะအဲ့ပုံသဏ္ဍာန်လည်းတူရမယ်အရွယ်အစားလည်းတူရမယ်ဆိုပြီးတော့ရေးတာ angle တွေအကြောင်းရေးတယ်အတူတူပါပဲ side တွေအကြောင်းကိုရေးတယ်เนาะအဲ့တော့ congruent မှာတော့ equal ဖြစ်ရမယ်เนาะဒါပေမဲ့similar triangle မှာတော့ဘာဖြစ်လဲဆိုတော့ proportional ဖြစ်ရမယ်အချိုးညီရမယ်เนาะ superimposition เนาะအဲ့တော့ဒီနေရာမှာကเนาะ superimposition ဆိုတာက can perfectly overlap တစ်ထပ်ထဲကြတာเนาะဒီတိကနှစ်ခုထပ်လိုက်တစ်ထပ်ထဲကြမယ်ဒီမှာတော့ corresponding size ဆိုတာ proportional can perfectly overlap เนาะတစ်ထပ်ထဲကြခြင်းမှာကြမယ် unless they also congruent เนาะအဲ့တော့ဒီသူတို့ဟာ congruent မဖြစ်ဘူးဆိုရင်သူကဒရာမဲတူတဲ့အတွက်ဒီကိရိယာနှစ်ခုဒီတိကနှစ်ခုထပ်လိုက်ရင်တပြိုင်တည်းမကြဘူးလို့သူတစ်ထပ်တည်းမကြဘူးလို့ပြောတာအဲ့တော့ကျွန်တော်တို့ကဆက်ပါမယ်အဲ့တော့ဒီမှာက if angle A is 30 degrees and angle D is 7 degree what is the measure of angle B angle B ဟာဘယ်လောက်လဲလို့သူကမေးတာအဲ့တော့တိကတခုဆွဲထားတယ်နော် A B C D ပေါ့နော် angle B ကိုမေးတယ်အဲ့တော့ဒီကတော့ exterior angle လို့ခေါ်မယ်တိကတခုရဲ့အနားကိုဆက်ဆွဲရေးဖြစ်ပေါ်လာသောထောင့်ဒီကိုအပြင်ထောင့်ဟုခေါ်ပါသည်အဲ့တော့ဒီမှာကတော့အပြင်ထောင့်ကို7 degree လို့ပေးထားတယ်70လို့ပေးထားတယ် A ကိုတော့ကျွန်တော်တို့30လို့ပေးထားတယ်ဒီနေရာမှာတွက်ယူမယ်ဆိုရင်တော့เนาะဒီပေါ့เนาะဒီပေါ့ကျွန်တော်တို့ဒီ C နဲ့ D နဲ့ဟာဒေါင်းဖြောင်းဖြည့်ပဲဆိုရင် D က70ဆိုရင်180ဒီကနှုတ်110ရဲ့30နဲ့ပေါင်းရင်140
တိရိကန်တစ်ခုရဲ့အတွင်းတောင်3000ပေါင်းခြင်းသည်180ဆိုရင် B က140ဖြစ်သွားမယ်ပေါ့နော်အဲ့ဒီလိုတွက်ရင်လည်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့ exterior angle property ကိုသိမယ်ဒီအပြင်တောင်ဒီနော်ဒီဟိုပါပေါ့နော်ဒီနီးစပ်ရမဟုတ်တဲ့ဒီတောင်းနေတဲ့နှစ်ခုပေါင်းခြင်းနဲ့ညီတယ်ဆိုတာက D is equal to A plus B ဆိုတဲ့ exterior angle property ဆိုသိရင်တခါတည်း B ကထွက်ပါတယ်နော်ဒီနေရာမှာကတော့ရိုးရှင်းတဲ့အဖြေနဲ့တွက်ထားတယ် 180 - 7 is 110နော်တကယ်တမ်းကျတော့သူရဲ့ exterior ဒီ angle property ဆိုတော့ D is equal to A plus B ဒီနေရာမှာ D က70 A က30ဒါကြောင့်မလို့70တဲ့30နှုတ်ရင် B သည်40ဖြစ်ပါတယ်ကျွန်တော်ကရေးပြထားတယ် An exterior angle of triangle is formed by extending one side and its measure equals the sum of two non-adjacent remote interior angles a rule called exterior angle theory နော်ဒီဟာကတိရိကန်ရဲ့အပြင်တောင်းရဲ့ theory ပေါ့နော်တိရိကန်တစ်ခုရဲ့ဒီအနားတစ်ဘက်ကိုဆက်ဆွဲရေးဖြစ်ပေါ်လာသောအပြင်တောင်းဒီတဲ့ two non-adjacent နီးစပ်ရာမဟုတ်တဲ့ remote နော်အဝေးမှာရှိတဲ့အတွင်းတောင်းနှစ်တောင်းပေါင်းခြင်းနဲ့ညီမျှတာကို exterior angle theory လို့ theorem လို့ခေါ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်25ပေါ့နော် what is it called when multiple lines meet a single point နော်ညင်းချောင်းတွေအများကြီးစုံတဲ့ point ကိုတဲ့ဘယ်လိုခေါ်ပါသလဲ in center ခေါ်သလား ortho center ခေါ်သလား concurrence ခေါ်သလား circumcenter ခေါ်သလား centroid ခေါ်သလားပေါ့နော်ဒါကတော့ terminology ကိုမေးတာပါterminology ကိုသိနေဖို့လိုအပ်ပါတယ်အဲ့တော့အဖြေကိုကြည့်မှာမယ်ဆိုရင်ကျွန်တော်တို့က concurrence เนาะတပြိုင်တည်းဖြစ်တည်မှုကို concurrence လို့ခေါ်ပါတယ်နောက်တစ်ခါတော့ဒီမှာဆက်မေးထားပါတယ်27 what type of line segment ဒီပုံမှာဆွဲပြထားတဲ့ line segment တော့ represented by vertical ဆိုတာ down map ပေါ့နော်ဒီဟွာပေါ့ဒီ down line မြင့် vertical ဆိုတာ down line မြင့် vertical dotted line in the picture triangle ဒီ triangle မှာ vertical dotted line ဆွဲထားတဲ့ line ကိုဘာခေါ်တာလဲတဲ့နော်အဲ့ဒါမှာ altitude and median လို့ခေါ်သလား altitude ခေါ်တာလား median ခေါ်တာလား angle bisector down ကိုထုတ်ဝက်ပိုင်းနဲ့မြင်းတဲ့ဒီ median ခေါ်တာလား angle bisector ခေါ်တာလားအဲ့ဒါကိုမေးတာအဲ့တော့ဒါက manipulation တွက်ချက်နေရတာမဟုတ်ပါဘူး terminology ကိုမသိဘူးဆိုရင်တော့ဒီပု္ပ္ပာတွေကဖြေလို့ရမှာမဟုတ်ပါဘူးเนาะ terminology လေးတွေကိုသိထားရမယ်အဲ့တော့ကြည့်မယ်ဆိုရင်အဲ့ဒီဟာကတော်တော်များများ test တွေကတွေအားနည်းချက်ရှိပါတယ်เนาะဒါကတိရိကန်ရဲ့အမြင့်ကိုမေးတာတိရိကန်ရဲ့အမြင့်ကိုဘယ်လိုရှားမလဲဆိုတာကိုအဲ့တော့တိရိကန်ရဲ့အမြင့်မှာ particular baseline ပေါ်မှာ particular ဆွဲချတဲ့down ရဲ့ဒီအမြင့်ကိုဒါကိုကျွန်တော်တို့ကခေါ်တာเนาะ height လို့ခေါ်တာအဲ့တော့ altitude လို့လည်းခေါ်တယ် height လို့လည်းခေါ်တယ်เนาะဟုတ်ပါပြီအဲ့တော့ဒီနေရာမှာအဖြေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့เนาะ altitude ပါเนาะဒါသည် altitude တိရိကန်ရဲ့အမြင့်လို့ခေါ်ပါမယ်အဲ့တော့ဒီ28ပု္ပ္ပာလေးကတော့ဒီတိရိကန်နှစ်ခုကိုဒီသဏ္ဍာန်တူညီမှုသို့မဟုတ်ပေါ့နော် determine triangle VES is similar သဏ္ဍာန်တူသလားလို့မေးတာအဲ့ဒါကိုကျွန်တော်တို့နောက်သင်ခန်းစာမှာဆက်လက်တွေ့ဆုံပါမယ်ကောင်းသောနေ့ဖြစ်ပါစေ